မင်္ဂလာပါပရိသတ်တို့ရေအားလုံးပဲဆောင်မြင်နေကြတဲ့အိန္ဒိယရဲ့အကြော်ကြားဆုံးနဲ့အသေးရောက်စရာအကောင်းဆုံးမွေပြိုမယ်ရဲ့ကလေးစားအတွဲ9အပိုင်းလေးကိုရောက်ရှိလို့လာခဲ့ပါပြီဒီအပိုင်းဟာဒီစီဇန်တစ်ခုလုံးရဲ့အလဲပြောင်းလို့ပြောလို့ရပါတယ်ချစ်သူရဲ့သစ္စာဖောက်မှုလူယုံမာရီရဲ့လှုပ်ကြံမှုနဲ့နောက်ဆုံးမှာတော့တေမင်းနဲ့ရင်ဆိုင်ရချိန်မှာပောက်ကွဲထွက်လာတဲ့မွေပြိုမယ်ရဲ့ဒေါသအရှိန်ဟုန်တွေကိုဒီနေ့ရီကပ်မှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Indian Vibe Recap သစ္စာဖောက်မှုရဲ့အနီတန်ဇလန်အစာမှာတော့စူရီတို့မိသားစုရဲ့ခန္ဓာထေဝါတဲ့ပါတီပွဲကြီးကိုမြင်တွေ့ရမှာပါ။မြေအောင်စုံနေကြမှာအလုံးကပျော်ရွှင်နေကြပေမယ့်ဇလိုက်မင်းသမီးအာနန္ဒာရဲ့ညီမပူဗီကတော့တခုခုကိုစိုးရိမ်နေပုံရပါတယ်။သူမဟာအာနန္ဒာရဲ့သူတို့သားလောင်းဖြစ်သူရာဗီရဲ့ဖုန်းထဲကမသင်္ကာစရာ message တွေကိုတွေ့ရှိခဲ့တာပါ။ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ပါတီပွဲရဲ့မောင်ရိပ်တစ်ခုထဲမှာရာဗီဟာအခြားမိန်းကလေးတစ်ယောက်နဲ့လျှို့ဝှက်စွာနမ်းရှုပ်နေရကိုပူဗီကမျက်မြင်ကိုယ်တွေ့မြင်သွားခဲ့တာပါပဲ။ပူဗီဟာသူမရဲ့အမကိုဒီလူယုံမာရဲ့လက်ထဲကကယ်ထုတ်ဖို့ကြိုးစားပေမဲ့ရာဗစ်ကတော့လူရှိမှအေးစိတ်တည်ငြိမ်ပြနေဆဲဖြစ်ပါတယ်။ညနေဖုံးကွာကြခြင်းအာနန္ဒာဟာသူမရဲ့ညီမပြောတာကိုအစပိုင်းမှာမယုံကြည်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တန်တရားတွေဝင်လာခဲ့ပါတယ်။သူမဟာရာဗစ်ကိုလူသူကင်းဝေးတဲ့နေရာတစ်ခုမှာတွားရောက်ရင်ဆိုင်မိမြန်ပါတော့တယ်။ဒီနေရာမှာပဲရာဗစ်ရဲ့ဆက်ဆုပ်စရာကောင်းတဲ့မျက်နှာဖုံးကကွာခြားသွားခဲ့ပါတယ်။သူကနောင်တရမယ့်အစားဟုတ်တယ်ငါမင်းကိုချစ်ခဲ့တာမဟုတ်ဘူးမင်းနဲ့တွေ့ခဲ့တာကပျော်ရွံသက်သက်ပဲလို့ပြောင်းညင်းလိုက်ပါတယ်အသေးကွဲနေတဲ့အာနန္ဒာကကျမမှာရှင်နဲ့ရတဲ့ကိုဝင်ရှိနေပြီလို့ပြောလိုက်တဲ့အခါမှာတော့ရာဗစ်ကတာဝန်ယူဖို့ညှင်းဆက်ရုံတည်းမကပဲအာနန္ဒာကိုပါအရှက်မရှိရဲ့မိန်းမလို့စော်ကားပြီးတွန်းထုတ်ခဲ့ပါတယ်စူရီမိသားစုရဲ့ယုံမှမှုဒီပြဿနာဟာစူရီတို့မိသားစုရဲ့လူကြီးတွေစီရောက်သွားတဲ့အခါမှာတော့ပိုပြီးဆိုးဝါးလာပါတယ်။ရာဗီရဲ့အဖေမစ္စတာစူရီနဲ့သူ့ရဲ့အကိုအာဂျွန်တို့ဟာသူတို့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်အာနန္ဒာကိုပဲလူဆုံးမဖြစ်အောင်လုပ်ကြံပါတယ်။သူတို့ဟာကြိုတင်စီစဉ်ထားတဲ့တပ်သေးအတူတွေဖုန်းမက်ဆေ့ချ်အတူတွေကိုသုံးပြီးအာနန္ဒာဟာယောက်ျားတွေကိုလိုက်ဖျားယောင်းနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းလူကြားထဲမှာတရုပ်ဆောင်ပြခဲ့ပါတယ်။ညီမနှစ်ယောက်လုံးဟာလူယုံမာရီရဲ့ဝိုင်းဝန်းလုပ်ကြံမှုကြောင့်အရှက်တကွဲအကျိုးနဲ့ဖြစ်ပြီးအိမ်မော်ကနေနှင်ထုတ်ခံလိုက်ရပါတယ်။ဒါပေမဲ့မစ္စတာဆူရီရဲ့ယုံမာမှုကဒီမှတင်မရက်သေးပါဘူး။တေမင်းတမန်ဝင်ပလွေဆိုရိုမစ္စတာဆူရီဟာဒီညီမနှစ်ယောက်ကိုအရှင်ထားရင်သူရဲ့လျှို့ဝှက်ချက်တွေပေါက်ကြားမှဆိုလို့အပြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့မိသားစုရဲ့မြေအောက်ခံမှာလျှို့ဝှက်မွေးထားတဲ့ဆိုရိုဆိုတဲ့သွေးစာနေတဲ့ဝင်ပလေးကြီးကိုလှုပ်ပြီးအမောင်ထဲမှာတက်ခိုင်းလိုက်ပါတယ်။တော်လန်တစ်ခုမှာပြေးနေတဲ့အာနန္ဒာနဲ့ပူဗရီတို့နောက်ကိုဝင်ပလေးကြီးကအသေးသက်လိုက်လံတိုက်ခိုက်ပါတော့တယ်။ညီမဖြစ်သူကိုကာကွယ်ရင်အာနန္ဒာတယောက်သေလို့မတက်တရားရရှိခဲ့ပါတယ်။နဂါးမေရဲ့နိုးထားမှုအဲ့ဒီသေရရှင်ရဲ့အချိန်မှာပဲကောင်းငင်ကြီးတစ်ခုလုံးမှောင်မဲလာပြီးထူးဆန်းတဲ့လျက်စီတွေဟာအာနန္ဒာရဲ့ခနာကိုယ်ပေါ်ကိုကြာရောက်လာပါတယ်။အဲ့ဒီအချိန်မှာပဲပရိသတ်တွေအံ့ဩသွားရမယ့်မြင်ကွင်းတစ်ခုပေါ်လာပါတယ်။
အာနန္ဒာရဲ့တရားတွေဟာသူ့အလိုလိုပြကွဲသွားပြီးသူမရဲ့မျက်လုံးတွေဟာရွှေအိုရောင်တောက်ပလာပါတယ်။သူမဟာတာမန်မင်းကလေးတရားမဟုတ်ပဲနှစ်ပေါင်းများစွာကတည်းကရွေးချယ်ခံထားရတဲ့အမြင့်မြတ်ဆုံးမွေးပြိုမဲဖြစ်နေရပါ။သူမရဲ့လက်သေးရီဟာချွန်ထက်လာပြီးခနာကိုမှာရွှေရောင်အကျိခွန်တွေပေါ်လာကဝင်ပလွေကြီးကိုပြန်လဲတိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်။ဒါဟာသူမရဲ့ပထမဆုံးသောလက်စားချေမှုခီးစဉ်ရဲ့အစားပဲဖြစ်ပါတယ်။နီကုံအာနန္ဒာဟာငကမဲအသွင်စူရီယောမိသားစုကိုဘလို့မျိုးအမြင့်ပြတ်အောင်ချေမှုန်းမလဲ။သူမရဲ့ကိုယ်ဝဲနဲ့မွေးပြိုမဲဖြစ်မှုကြမှာဘလို့စိန်ခေါ်မှုတွေရှိလာမလဲ။နောက်ထပ်အပိုင်းတွေမှာတော့ပိုပြီးကြောက်စရာကောင်းတဲ့တိုက်ပွဲတွေနဲ့လျှို့ဝှက်ချက်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီကနေ့ recap လေးကိုသဘောကျတယ်ဆိုရင် like လုပ်ဖို့နဲ့နောက်ထပ်အပိုင်းတွေကိုမလွတ်စေဖို့ subscribe လေးလုပ်ထားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။